ဆာမယာတိပဲနဲ့ယထာကလူဘွဲတော့သွားနေတဲ့ကျွန်တော်ပါခြေပြီးဆောင်းဝဲဖြိုးသွားနေတာပါအခုကတော့ဆောင်းဝဲဖြိုးမဲ့နေရာလည်းရောက်ပြီဆိုတော့ကျွန်တော်ဆောင်းဝဲဖြိုးတဲ့ပြင်ဆင်လိုက်ပါအောင်မယ်ဒါတော့ပြင်မဲ့သူတွေအများကြီးပဲဗျဆောင်းဝဲဖြိုးပြီးတော့အခု blue case illumination ကိုသွားနေပါပြီဒါကတော့ Shibuya crossing ပဲဖြစ်ပါတယ် Shibuya crossing ကတော့မိပိုင်စိန်တာနဲ့အဲ့လိုမျိုးလူတွေကအများကြီးပဲဗျအခုကလူတွေရဲဖို့တော့ပြေးကြတာပါအဲ့လိုမျိုးအကုန်လုံးလည်းမြင်မှုကြမယ်လို့ထင်ပါတယ်Shibuya crossing မှာပဲချိန်မဲလမ်းကူအဲ့လိုမျိုးပဲဒီလူကူမြညာအဲ့ Shibuya crossing နေရာမှာအမြဲတမ်းလူကအဲ့လိုမျိုးပြည့်ကျက်ညံ့နေတာဗျာသိလားကျွန်တော်2ခေါက်3ခေါက်လောက်သွားကြည့်ပွားပြီးသွားတဲ့အခါတိုင်းအဲ့လိုမျိုးပဲဘယ်ချိန်မဲသွားအမြဲလူကအဲ့လိုတော်တော်လေးမှများတာ Blue Case illumination ကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကွဲမကနေကြည့်ပြရတယ်သွားလို့ရသလိုဒီတိုင်းကိုယ့်ဘာကိုသွားမယ်ဆိုရင်လမ်းကြောင်းလေးကသွားတာလွယ်ပါတယ်နော် Blue Case illumination သွားတဲ့လမ်းတစ်လျှောက်မှာဒီလိုမျိုးအပြာရောင်မီတန်းလေးတွေတောက်လျှောက်လုပ်ပေးထားပါတယ်ဒီအပြာရောင်မီတန်းလေးတွေအတိုင်းလိုက်သွားရင်နဲ့ဒီကနေမျိုး9မိနစ်10မိနစ်လောက်ရှောင်းလိုက်တာနဲ့ Blue Case illumination ကိုရောက်ပါတယ်သွားရင်လည်းလမ်းမှာဒါမျိုး Disney store တို့ပါလို့မျိုး store ဆိုင်တွေအများကြီးရှိပါတော့ကိုကကာတွန်းတွေပါကြိုက်တဲ့သူဆိုလို့ရှိရင်ဒီလိုမျိုးဆိုင်တွေထဲမှာဝင်ပြီးတော့ငွေနောက်ရှာကြည့်လို့လည်းရပါတယ်ကိုစိတ်ဝင်စားတွေဘာတွေရောင်းနေ Christmas နဲ့ပတ်သက်တဲ့ဟာတွေဝင်ပြီးလေ့လာကြည့်လို့ရပါတယ်ဗျဒါလမ်းသွားရင်လည်းအဲ့ Blue Case ကိုသွားရင်လည်းတွေ့ရပါတော့ဒါမှစီးနေကြဘလို့ဝင်စီးလိုက်ရတော့မသိဘူးဒီတိုင်း free ပဲတက်စီရတာပါလားကျွန်တော်တေချာမသိလိုက်ပါဘူးဒီတိုင်းတွေ့တာနဲ့ရိုက်လာခဲ့ပေးလိုက်တာပါကျွန်တော်တို့ Blue Case illumination ကိုဆက်သွားကြရအောင်ဗျခုနအပြောင်လမ်းကြောင်းနဲ့တောက်လျှောက်လျှောက်လာရင်လည်းအခု Blue Case illumination ရောက်ပါပြီ Shibuya crossing ကနေဆိုလို့ရှိရင်10မိနစ်လောက်ပဲကြာတယ်ဗျဒီကိုလာဖို့တော့ပေါ့သူကတော့ဒီမှာအဲ့လိုမျိုး Blue Case illumination ကတော့လုံးဝလူတွေရတယ်အများကြီးပဲတနေရာလုံးဝနေရာတစ်ခုလုံးပြနေအောင်လုပ်ထားပေးရဗျအဝင်ကားမှာနေမယ်အဝေးတစ်ခုဆိုရဲအပြောင်နိုင်ဘူးဆိုတဲ့အတိတ်ပဲနဲ့အဲ့လိုမျိုးဆိုင်းဘုတ်လေးတစ်ခုရှိပါတယ်ဒါအမြဲတမ်းရှိနေတာဖြစ်ဖို့များပါတယ်ဒီဟာကဒီမှာကဂျပန်မှာကဒီချိန်မှာဆိုလို့ရှိရင်ဒီလိုမျိုး illumination တွေနေရာတော်တော်များများမှာလုပ်တယ်ဗျဒါကတော့ Shibuya မှာရှိတဲ့ Blue Case illumination မှာနောက်ထပ် illumination တွေက Roppongi Hill တို့ Roppongi Midtown တို့အဲ့လိုနေရာမျိုးတွေမှာလည်းလုပ်ဒီ illumination တွေလုပ်ပေးရပါတော့ဒီချိန်မှာလာထဲမှာတချို့ကနိုဝင်ဘာလတည်းအစားလုပ်တာရှိတယ်တချို့ကဒီချိန်မှာလောက်မှစားလုပ်တာရှိတယ်ဒီ Blue Case illumination ဆိုရင်ဒီချိန်မှာ4ရက်ကနေပြီးတော့ဒီချိန်မှာ25ရက်နေ့ထိလုပ်ပေးမယ်လို့သိထားရဗျအဲ့တော့ဂျပန်ရောက်နေသူတွေလည်းသွားလိုက်ကြဖို့အတွက်ဖိတ်ခေါ်ပါတယ်သွားတာတော်တော်လေးအဆင်ပြေပါတယ်နေရာလည်းအရင်မဝေးဘူးရောက်သွားတဲ့အခါမှာလည်းလှတယ်ပေါ့နော်နေရာလေးတွေကလုံးဝသူကဒီတနေရာလုံးကိုအပြာရောင်လုံးဝဖြစ်ညောင်လို့လုပ်ထားဘေးကလင်းရောင်တွေပါရတိတ်ပြီးမဖောက်ဘူးပေါ့နော်ဒီဘက်ကိုတစ်ပင်တိုင်းအပြာရောင်နဲ့ကျွန်တော်တို့မျက်နှာရည်ဆိုရင်လုံးဝအပြာရောင်ဖြစ်နေရဗျအဲ့နေရာရောက်လို့ရှိရင်ပြီးတော့ဒီနေရာမှာထူးဆန်းတာတခုကဒီလမ်းလျှောက်လမ်းကဘယ်လိုလဲမသိဘူးနည်းနည်းလေးဤလမ်းလျှောက်ရတာလေဒီ Blue Case illumination ရဲ့အဆုံးမှာဘာရှိလဲဆိုတော့ကျွန်တော်လည်းအတူတူအဆုံးထိလိုက်ကြည့်လိုက်ရအောင်ဗျာနော်အမှန်တူတဲ့အများကြီးပဲဆိုတော့စိတ်ဝင်စားစရာတစ်ခုတော့ရှိမယ်လို့ထင်တယ်လမ်းဆုံးမှာ snowman ရုပ်ခုရှိရကကျွန်တော်လည်းတူသွားကြည့်တတ်ရအောင် snowman ရုပ်ကိုOkay, that's way better. 今日は寒いね。あれみんな顔色青いけど大丈夫？あ、イルミネーションのせいか。インフルエンザが流行ってるかな。気をつけてね。僕は今日も元気だよ。
あ、そこの君、そう、君、どこから来たの？そうなんだ。忙しいのにありがとう。僕とお友達になってください。ところで、今年の青の洞窟渋谷はいろんなお楽しみがいっぱいです。まずは僕、スノーマン。よろしく。僕はボディに映像が出せるから、今日もいろんなムービーを見せるよ。楽しんでね。そして、僕の背中にあるのは、このイベントを協賛しているパスタソース。みんな知ってるよね。せーの、青の洞窟。そう、その青の洞窟の楽しいアドベントカレンダーがあるんだ。毎日1個ずつあげていくから、何が出てくるかお楽しみに。ということで、青の洞窟渋谷、この後もゆっくり楽しんでね。Hello, Happy Christmas! normal ရုပ်ကိုကြော်ဘူးရဆိုရင်နောက်ဘက်မှာကျွန်တော်တို့မုတ်ဆိုင်လေးတွေဈေးရောက်တဲ့နေရာလေးရှိပါတယ်ဒါပေမဲ့နောက်ဘက်ကျွန်တော်တီးလုံးလေးတစ်ခုကြားနေတယ်တွားကြည့်လိုက်တာတူတူလိုက်ကြည့်လိုက်ကြပါအောင်ဗျာဒီနေ့တော့အပြောင် blue case တွားတဲ့ခီးစဉ်ကဒီလောက်ထိပါပဲဖြောဖို့လည်းကောင်းပါတယ်စိတ်ကိုလည်း relax ဖြစ်စေပါတယ်ဂျပန်ရောက်နေသူတွေလည်းလာကြဖို့အတွက်ဖိတ်ခေါ်ပါတယ်နောက်မှဂျပန်လာမဲ့သူတွေလည်းနောက်နေ့ဒီလိုဒီချိန်မှာအချိန်ဆိုလို့ရှိရင်လာလေကြဖို့အတွက်ပြောချင်ပါတယ်ဗီဒီယိုလို့အဆုံးထိ like ကြည့်ပေးကြတဲ့သူတယောက်ချင်းစီအောင်ကျေးဇူးအများကြီးတင်ပါတယ်ဗျာနောက်ဗီဒီယိုမှာလည်းပြန်လည်တွေ့ကြပါမယ်ကျွန်တော် YouTube channel ကိုလည်း like and subscribe လုပ်ခဲ့ကြဖို့အတွက်တောင်းဆိုပါရခင်ဗျာအားလုံးပဲတတာပါ